အစီအစဉ်ကိုရာ Butterfly Class နှင့် Pupil Class မှသားငယ်များ၏ရောင်ပေစုနှင့်တောခေါ်လီတခြင်းများဖြင့်ကားပြဖျော်ဖြေရန်ဖိတ်ခေါ်အပ်ပါရရှင်ကြောင်ပေးစုကလေးတွေနဲ့ခွဲပတ်စိုးကိုဆလွဲတိုင်းရွာဝိုင်းပတ်လေပြေးလာပျော်ပါတယ်တန်ငယ်ချင်းပေါင်းဖော်များနေကောက်ရိုးပုံတွေကြတူပုံကစားကြတယ်တို့ငယ်ငယ်တို့ရဲ့ကြောင်ပေးစုကလေးတွေနဲ့ခွဲပတ်စိုးကိုဆလွဲတိုင်းရွာဝိုင်းပတ်လေပြေးလာပျော်ပါတယ်တန်ငယ်ချင်းပေါင်းဖော်များနေကောက်ရိုးပုံတွေကြတူပုံကစားကြတယ်ခင်ခင်မင်းမင်းချင်နာရှာတယ်တို့များငယ်ငယ်တယောက်နဲ့တယောက်ပြောင်းမခံကြပဲတွေနဲ့ခွေအလေလုံးကအိမ်ကိုပြန်ရင်အမေကဆူတယ်ချိန်မောင်းလို့ရိုက်ခံထီလဲအတွဲမပြတ်ကြတယ်ရွာဦးကဆရာတော်ကျောင်းဝဲတို့ပေါင်းဖို့ရောက်ရင်တွေတချီတမောင်းသွားလို့ခွဲကျောင်းမုံမောဝဲခိုးရီဖက်လို့ကပိုက်ဆောင်မလွယ်ဆရာတော်မိရဲ့စောခန့်ကြီးမှာစိုးတယ်ဘဝနဲ့တင်မတသားရဲ့ပြေးကြတယ်ငငယ်တုန်းကတို့ဘဝရွေပြောစရာကောင်းလို့အောင်မေဝဲပေါင်းဖို့သားဆွေမစီကြောင်းလို့စူတောင်းပါတယ်တနေ့တကြီးဝေကခွေအခုများဖြင့်ဆွေးကြဝဲဘဝတန်ရာဝဲကိုတာကိုရေးမေးကြတယ်ငငယ်တုန်းကတို့ဘဝရွေပြောစရာကောင်းလို့အောင်မေဝဲပေါင်းဖို့သားဆွေမစီကြောင်းလို့စူတောင်းပါတယ်တနေ့တကြီးဝေကခွေအခုများဖြင့်ဆွေးကြဝဲဘဝတန်ရာဝဲကိုတာကိုရေးမေးကြတယ်ခင်စောတော်စီစီအေးရကခါစိတ်မထားကြတော့တိတ်ခါကကြလူပြင်းကြီးတယောက်လို့လူပြင်းကြီးတယောက်လို့ခုတင်းပြင်းကြတော့စိတ်နိုင်ရမလားတနက်ခါပဲကြနဲ့ပြတ်စားပဲများနဲ့အမအသားတစ်ခုရရွှေတကြသားဆွဲထားတဲ့ရှောက်လေရင်ကချက်ပြုံးမစင်းနဲ့ကျွတ်စုံကြပုံနဲ့ကွက်ပုံခုတ်ခဲအချင်းကတော့တိတ်လိုမျိုးငါကိုလူကြီးမိပါရစိတ်ပစိုးလောက်ကင်ရာသူကတရားကို130ဘဝဆိုလာတယ်ငါကိုဆွေမျိုးပြတ်တဲ့ guide page နဲ့တော့ bike ကလေးကသူ mic ကလေးများရှိရင်ပြောလုံးနာဦးတချင်းကိုအတင်းဆိုလွန်မောစံကိုတာပြောရဲ့ခံတော်တဲ့အားလုံးတဲ့ကြငါထော်လာကြီးငါကိုမိတ်ကလေးများအော်ကြော်လန်သည်ရွာမြောက်ဘက်ပိုင်းကတော့တိတ်မချီငါနာမည်ကတော့ပေါ်လီအားလုံးတဲ့ကြငါထော်လာကြီးငါကိုမိတ်ကလေးများအော်ကြော်လန်သည်ရွာမြောက်ဘက်ပိုင်းကတော့တိတ်မချီငါနာမည်ကတော့ပေါ်လီအိုးလေးလောက်ပါဟေး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 ကောမလေးကိုအိုးလေးလောက်ပါဟေး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 ဟိတ်ကောင်တွေမပြေးနဲ့တကြီးကလိုက်တယ်ရွာလုံးထံကပို့ပြီးတော့မိုက်တယ်မူရာတွေမာယာမလို့ပါဒါဟာအပေါ်ပါနဲ့ပြောရင်တော့လိုက်ခဲကြိုက်တယ်နဲ့ဟာလှကိုနောက်ကရောက်ပြီးလှုပ်ပြီးတော့ငါလုံးအောင်ခိုင်းမယူတွေအစနဲ့တွေညဆိုရင်ယူကျန်တာတွေလာမပြောနဲ့မသိချင်ပါဘူးဝါဟာဘာမှသိမလို့ဘူးငါနာမည်ခေါ်လေးသိကိုထူအပြိုတွေရှေးရောက်ရင်အမှုပေါ်လို့လူကိုသမုံချတဲ့လူပြောတော့မင်းသားဖြစ်ချင်တဲ့ fighting ချင်းဒီမစင်းလာစိတ်ကူးရင်ထိုင်နေရင်